နေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ဒီကရင်လက်နက်ကင်တပုံ KNU တွေကစစ်ဦးစီးချုပ်နဲ့ဒုစစ်ဦးစီးချုပ်ကြားမှာအာဏာသိမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့ဒီစစ်သွေးကြွတယောက်ဖြစ်တဲ့ဗိုလ်မြရဲ့တပည့်ရင်းဖြစ်တဲ့ဘောကျော်ဟဲကကရင်လက်နက်ကင်တပုံ KNU ရဲ့ဒီစစ်ဦးစီးချုပ်တာဝန်ဖြစ်လာခဲ့တယ်ဆိုတဲ့သတင်းနောက်ဆက်တွဲအနေနဲ့ဒီဘောကျော်ဟဲစစ်ဦးစီးချုပ်ဖြစ်လာခဲ့ပြီးတဲ့နောက်ဘောကျော်ဟဲရဲ့တပည့်တွေရှိတဲ့တမဟာ9နေရာကိုတမတော်ကပုံကျရှင်းလင်းမှုပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ့ဆက်တဲ့သတင်းတွေပုံကိုတင်ဆက်ပေးသွားကြတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ16ရက်နေ့ကဒီတမတော်လီကနေပြီးတော့ကရင်လက်နက်ကင်တပုံ KNU ရဲ့တမဟာ9သူတို့အခေါ်ဒီမူဒရော့ခိုင်မှာရှိနေတဲ့ကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ကရင်လက်နက်ကိုင်တပုံ KNU တပ်မဟာ9ထင်းချုံနယ်မြေမှာရှိတဲ့ဒီဘုံဂျုံ PDF တွေအများပြားထိခိုက်ဒေဆုံးခဲ့တယ်။ဒီအကြောင်းတောထူထူတောင်ထက်ထက်နဲ့ရွာသားလေးရှိတဲ့နေရာကိုဘာကြောင့်တပ်မတော်ကနေရာတိတိကျကျနဲ့ဘုံကျရှင်းလင်းလိုက်တယ်ဆိုတဲ့အကြောင်းအရာကကရင်လက်နက်ကိုင်တပုံ KNU ကကရင်ပြည်နယ်မှာရှိနေတဲ့ဒေသခံတိုင်းရင်းသားတွေကြားထဲမှာလည်းပြောစမှတ်တွင်းနေပါတယ်။အဲ့တော့ဒီတပ်မတော်ကဘုံကျရှင်းလင်းမှုတွေပြုလုပ်ခဲ့တဲ့မှာရှိနေတဲ့ထီလောတေထာကြေးရွာကိုဘုံကျရှင်းလင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာမနေ့ကကျွန်တော်ရဲ့သတင်းတင်ဆက်တဲ့အစီအစဉ်မှာဒီတပ်မတော်ကဘုံကျရှင်းလင်းလိုက်တဲ့ဒီထီလောတေထာရွာနဲ့ကမောင်းတို့ကမောင်းမတို့ကတိုင်တီတို့ကတိတိုင်တို့ဖာပုံတို့ဒီလမ်းကြောင်းမှာကျွန်တော်မှားပြီးတော့အတန်တော်လေးပြောမိပါတယ်ဒီကတိုင်တီတို့ကတိတိုင်တို့ကမောင်းမနဲ့ကမောင်းကိုကျွန်တော်အမြဲတမ်းနှုတ်ထွက်စကားနှုတ်ကြိုးနေတာမှားပါတယ်ငငယ်ကလေးကလို့ဆိုရမှာပါကျွန်တော်တို့ဒီအလေတန်းចောင်းသားဘဝလောက်မှာတန်ငင်းတယောက်ရှိခဲ့တယ်ဖာပုံဘက်ကတန်ငင်းတယောက်သူနဲ့ပြောပြကြရင်းနဲ့ပဲဒီဖာပုံဘက်ကမျိုးလေးတွေနဲ့မှာကျွန်တော်တို့အမှတ်တညာလေးရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်တုန်းကမှတ်မိခဲ့တဲ့ပြောင်းပြီးတော့ပြောပြလိုက်တဲ့ကတိုင်တီကတိတိုင်တို့ကမောင်းမတို့ဆိုတဲ့စကားကကျွန်တော်ဒီနေ့ဒီအချိန်ထိနှုတ်ကြိုးနေတာဖြစ်ပါတယ်မနေ့ကစီစဉ်မှာလည်းကျွန်တော်တတိထားပြီးပြောခဲ့ပါတယ်ဒါပေမဲ့မှားပြီးတော့ကျွန်တော်ထွက်သွားပါတယ်ဒီအတွက်လည်းကျွန်တော်ရဲ့သတင်းတင်ဆက်မှုမှာလိုအပ်ချက်လေးတွေရှိသွားတယ်။ကွန်မန့်လေးတွေကိုပြန်ကြည့်လိုက်ရင်လည်းကျွန်တော်ရဲ့မိတ်ဆွေပြည်သက်ကြီးတွေကကျွန်တော်ပြောတဲ့စကားတိုင်းမှာအလေးနဲ့ထားပြီးနားထောင်တာကိုမြင်တွေ့ရပြီးတော့မှားရင်လည်းမှားတဲ့အကြောင်းလေးတွေကိုလာပြီးတော့ပြောဆိုတာတွေရှိပါတယ်။အဲ့ဒီအတွက်လည်းကျေးဇူးတင်ပါတယ်။ကွန်မန့်တွေအားလုံးကိုကျွန်တော်မနေ့ကလည်းဖတ်ဖြစ်ပါတယ်။ reply လေးတွေလည်းပြန်ပြပါတယ်။ကျွန်တော်ဘက်ကလိုအပ်ချက်လေးရှိသွားတာကကျွန်တော်နှုတ်ကြိုးနေတာကြောင့်တတိထားပြီးပြောနေတဲ့ကြားထဲကပဲကမောင်းမတို့ကတိုင်တီကတိတိုင်တို့ဆိုပြီးတော့မှားသွားခဲ့တာဖြစ်ပါတယ်။ဒါအဓိကတော့ဒါဖြစ်ဆွပြီးပြောတာပါ။ဆိုတော့ဆိုရင်းလေးပြန်ဆက်ရရင်လက်နက်ကိုင်တပုံ KNU ဆိုတဲ့အဖွဲ့အစည်းကြီးကလွတ်လပ်ရေးမရခင်တွေကဖွဲ့ထားခဲ့တဲ့ဖွဲ့တစ်ပွဲဖြစ်ပါတယ်ဒါအင်္ဂလိပ်စစ်သွေးကြွတွေရဲ့နေချက်လာပြီးတဲ့နောက်တိခွဲတက်ရှုံမှုတွေကနေတဆင့်ဒီတိုင်းသားလက်နက်ကိုင်ဒေသတွေကနေတဆင့်ဒီတိုင်းသားတွေရဲ့ကြားမှာဖက်ဒရယ်လိုပြည်ထောင်စုကနေခွဲထွက်ရေးလိုဒီဖက်ဒရယ်လိုပုံစံမျိုးတွေကိုရိုက်သွင်းခဲ့တာဖြစ်ပါတယ်ဒီကနေစပြီးတော့လွတ်လပ်ရေးမရခင်တွေကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကခွဲထွက်ကြမဲ့အဖွဲ့တွေကစီနီယာလိုက်တန်းစီပြီးစောင့်နေကြတာပါဒီထဲကမှအခုဒီကရင်လက်နက်ကိုင်တဲ့ KNU မှာဆိုလို့ရှိရင်တမဟာ9ခုရှိတယ်မနေ့ကတမတော်ကဘုံကျရှင်းနေလိုက်တာကတော့တမဟာ9ဖြစ်ပြီးတော့တမဟာ9နဲ့ထိတွေ့နေတာကတမဟာ1နေပြီတထုံနဲ့တမဟာ9နေပြီဖန်ဒေတာတွေဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ရက်ကတမတော်ကဒီအတွင်းသတင်းပေးတွေအကြောင်းတိတိကျကျဘုံကျရှင်းလိုက်တဲ့နေရာကတော့တမဟာ9နေပြီဖပုံခရိုင်ထဲမှာရှိနေတဲ့တီလောတေထာကြီးရဖြစ်ပါတယ်ဖပုံဆိုတာကလက်ရှိကရင်လက်နက်ကိုင်တဲ့ KNU မှာဒုစေဦးစီးချုပ်ကနေစေဦးစီးချုပ်ရာထူးရပြီးတော့အာဏာသိမ်းလိုက်တဲ့ဘောကျော်ဟဲ့ရဲ့မူလစစ်မြေဇာတိမေလို့ခေါ်ရမှာဖြစ်ပါတယ်ဆိုတော့ဘောကျော်ဟဲ့ရဲ့အကြောင်းကိုပြန်ဆက်ရရင်ဘောကျော်ဟဲ့ဆိုတာကလက်ရှိချိန်မှာ62နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့သူက1964ခုနှစ်ပတ်ဝန်းကျင်မှာမွေးဖွားခဲ့ပြီးတော့အသက်18နှစ်အရွယ်မှာကရင်လက်နက်ကိုင်တဲ့ KNU တွေကိုဝင်ရောက်ခဲ့တာလက်ရှိအချိန်ထိဘောကျော်ဟဲ့ရဲ့ကရင်လက်နက်ကိုင်တဲ့ KNU အဖွဲ့ထဲမှာရှိတာကိုပြန်တွက်ကြည့်ရင်44နှစ်ပတ်ဝန်းကျင်ရှိပါတယ်1982ခုနှစ်ကလေးကကရင်လက်နက်ကိုင်တဲ့ KNU တွေကိုဝင်ခဲ့တယ်1985ခုနှစ်လောက်မှာတော့ဒီကရင်စစ်သွေးကြွကြီးဖြစ်တဲ့ဗိုလ်မြရဲ့ရုံးမှာဗိုလ်မြရဲ့တပည့်ရင်းဖြစ်ရှိခဲ့ပြီးတော့အဲ့ဒီနောက်ဒီတမဟာ1တမဟာ2တမဟာ3စတဲ့တမဟာတွေရဲ့အကြံပေးအနေနဲ့ရှိခဲ့ပါတယ်2002ခုနှစ်မှာတော့ဒီဘောကျော်ဟဲကတမဟာခွန်ရဲ့တမဟာမှုဖြစ်ရှိလာပြီးတော့အခု2026ခုနှစ်ဇူလိုင်လဆန်းထဲမှာကရင်လက်နက်ကိုင်တဲ့ KNU ရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ဒီစောကျော်နေတကြောကိုစောကျော်နေရဲ့နေရာကိုအာဏာသိမ်းလိုက်တာဖြစ်ပါတယ်စောကျော်နေဆိုတာကတော့ပြီးခဲ့တဲ့ဒီ2009ပတ်ဝန်းကျင်မှာတမတော်နဲ့ DKBA နဲ့ပူးပေါင်းစစ်ဆင်မှုတွေကြောင့်တမဟာခွန်တစ်ခုလုံးပြုတ်လောက်တဲ့နေပါအထိဖြစ်ခဲ့တဲ့တမဟာမှုတယောက်ဖြစ်ပါတယ်။ဒီအချိန်မှာတော့စောကျော်နေကအသက်ကြီးမြတ်နာကတကြောင်ထိုင်းနိုင်ငံမှာစေဝါကုသပြီးတော့ဒီကရင်စစ်သွေးကြွတွေရဲ့အကြမ်းဖက်လုပ်ငန်းတွေကိုတာဝန်ထမ်းဆောင်မှုမဖြစ်နိုင်တော့တာတကြောင်စောကွယ်ဒူဝင်းတို့စောတော်နီးတို့နဲ့ CEC အဖွဲ့ရဲ့ဆုံးဖြတ်ချက်အရလက်ရှိကရင်လက်နက်ကိုင်တဲ့ KNU ရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့စောကျော်နီကိုအနာပေးပြီးတော့ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ဒုအကြမ်းဖက်ခေါင်းဆောင်တယောက်ဖြစ်တဲ့ဒုအကြမ်းဖက်ခေါင်းဆောင်ရာထူးကိုဘောကျော်ဟဲကိုပေးလိုက်တာပါဘောကျော်ဟဲကိုပေးလိုက်တာကတလားတော်မပြည့်သေးတဲ့အခြေအနေမျိုးပါလက်ရှိအခြေအနေမှာပဲတမဟာ9ထဲမှာရှိနေတဲ့ဘောကျော်ဟဲရဲ့တပည့်တပန်းတွေဘောကျော်ဟဲရဲ့ဒေတာတမဟာ9ထဲမှာစူတန်တောင်းညံ့နေတဲ့ဘုံဂျုံ PDF တွေကပြီးခဲ့တဲ့ဒီ3-4ရက်ပတ်ဝန်းကျင်မှာလည်းအောင်မွေးတွေခံခဲ့ကြတယ်ဒါအပြင်ဘောကျော်ဟဲကကရင်လက်နက်ကိုင်တဲ့ KNU ရဲ့စစ်ဦးစီးချုပ်ဖြစ်လာတဲ့အတွက်ကရင်လက်နက်ကိုင်တဲ့ KNU ရဲ့လက်အောက်ခံ KNL KDL အပါအဝင်ကရင်လက်နက်ကိုင်တဲ့ KNU ရဲ့ KNL အပါအဝင်ဘုံဂျုံ PDF အများအပြားကဖပုံကိုတကြောပြန်တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားသိရပါတယ်ဆိုတော့ဘောကျော်ဟဲကဘာကြောင့်စောကျော်နီကိုအာဏာသိမ်းလိုက်တယ်လဲဆိုတော့လက်ရှိကရင်လက်နက်ကိုင်တဲ့ KNU အဖွဲ့အစည်းထဲမှာကစော့ကွယ်ဒူဝင်းတို့စောတော်နီတို့နဲ့ဘောကျော်ဟဲတို့ကတစ်ဖွဲ့ရှိပါတယ်မန်းကျော်နီနဲ့ဘောကျော်ဟဲရဲ့သဘောထားကိုပြန်ကြည့်ရင်မန်းကျော်နီကကြတော့ဒီစစ်သွေးကြွတယောက်ဖြစ်တယ်ဆိုပေမဲ့ဘောကျော်ဟဲလောက် ဒီ
စစ်သွေးကြွတယ်အစွန်းရောက်စိတ်မရှိဘူးဘောကျော်ဟဲကကြတော့ကရင်စစ်သွေးကြွဘုံမြရဲ့တပည့်အရင်ဖြစ်တယ်ဘုံမြရဲ့ရုံးခန်းမှာလည်းနေခဲ့တဲ့သူဖြစ်တဲ့အတွက်ဘုံမြလက်သက်မွေးထားတဲ့စစ်သွေးကြွတယောက်ဖြစ်တယ်ဘုံမြဆိုတာကကျွန်တော်မိဘပြည်သူကြီးတွေလည်းသိကြမယ်ထင်ပါတယ်1990ပတ်ဝန်းကျင်ကာလတွေအထိလူသက်မိုင်းခွဲတရားတွေကိုမိုင်းခွဲရထားတွေကိုမိုင်းခွဲအကြောင်းသူကျောင်းသားတွေကိုပြန်ပြီးဆွဲထိုင်းနိုင်ငံကိုရောင်းချတာမျိုးတွေရက်သူအရက်သားအပြစ်မဲ့ပြည်သူလူထုတွေကိုဖမ်းဆီးတပ်ဖြတ်တာမျိုးတွေပြုလုပ်နေတဲ့စိတ်ရာဇဝဲကောင်စစ်သွေးကြွကောင်ကြီးတစ်ကောင်ဖြစ်ပါတယ်ဆိုတော့ဒီစစ်သွေးကြွကောင်ဘုံမြရဲ့တပည့်ရင်းဖြစ်တဲ့ဘောကျော်ဟဲကရောသူ့ရဲ့ဆရာရဲ့ခြေရာကိုနင်းမယ်ဆိုတာကတော့ဒါကလိုလိုတွက်ဆနားလည်ထားပြီးဖြစ်ပါတယ်ဒီလိုအချိန်ဒီမှာပဲဘောကျော်ဟဲကဒီကရင်လက်နက်ကိုင်တဲ့ KNU ရဲ့စစ်ဦးစီးချုပ်ယာရုကနေစစ်ဦးစီးချုပ်ယာရုရလာပြီးဖြစ်တဲ့အတွက်တပည့်တပန်းနေနဲ့ဒီဒေသတွေမှာအပွန်ခရိုင်ထဲမှာပြန်လည်စုဖွဲ့တာတွေပြုလုပ်တယ်တမဟာတစ်ထဲမှာရှိတဲ့ဘုံဂျုံ PDF တွေကိုပြန်ပြီးတော့တပည့်မွေးတာတွေတမဟာခွန်ထဲမှာရှိတဲ့တပည့်တွေကိုပြန်ပြီးတော့တပည့်မွေးတာတွေလည်းပြုလုပ်လာတယ်ဒီလိုအချိန်ဒီမှာဘောကျော်ဟဲရဲ့ဒီမူလဇာတိလို့ခေါ်လို့ရတဲ့ဖာပွန်ခရိုင်မှာရှိတဲ့ဖာပွန်တိုက်နဲ့ဖာပွန်ပြူဟာကုန်းကိုအကြမ်းဖက် PDF တွေကတောက်လျှောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ဘောကျော်ဟဲကစီဦးစီးချုပ်ဖြစ်လာတဲ့အထိမ်းအမှတ်အနေနဲ့ဖာပွန်ကိုအရာတိုက်မယ်ဆိုပြီးတော့သူတို့ကိုကြွေးကြော်ထားတာဖြစ်ပါတယ်ဒီလိုကြွေးကြော်နေရင်းနဲ့တစ်ဖက်မှာလည်းစုဖွဲ့မှုတွေပြုလုပ်တယ်တစ်ဖက်မှာလည်းဒီအမွေးခံတာတွေပြုလုပ်တယ်ဒီလိုအချိန်တွေမှာပြီးခဲ့တဲ့ဇူလိုင်လ16ရက်နေ့ကအတွင်းသတင်းပေးတွေကနေနေရာနဲ့အချိန်နဲ့တိတိကျကျသတင်းပေးခဲ့တာကြောင့်ဖာပွန်မြို့နယ်ထဲမှာရှိနေတဲ့ထီလောတေထကြီးပါကိုဘုံကျရှင်းလင်းခဲ့တာပါဘုံကျရှင်းလင်းခဲ့တဲ့အချိန်ကမိုးတွေရွာနေတယ်ရာသီဥတုဆိုးရွားနေတဲ့အချိန်မှာတက်မတော်ကလာရောက်ဘုံကျခဲ့တယ်ဆိုတဲ့အခြေအနေကိုလည်းမနေ့ကသတင်းသုံးသက်ချက်အစီအစဉ်မှာလည်းတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီနေ့အစီအစဉ်ကဘာကိုတင်ဆက်ပေးချင်တာလဲဆိုတော့ဘောကျော်ဟဲကရင်လက်နက်ကိုင်တဲ့ KNU ရဲ့စီဦးစီးချုပ်ဖြစ်သွားတဲ့အထိမ်းအမှတ်နဲ့အောင်ပွဲခံနေကြတဲ့နေရာတွေကပြီးခဲ့တဲ့ဒီ10ရက်တာနီးပါးကလေးကနေရာကွက်တိကွက်ကြားနဲ့ရှိခဲ့ပါတယ်ဒီနေရာမှာဘောကျော်ဟဲရဲ့တပည့်တွေနဲ့ဘုံကျုံ PDF တွေကတီလောတေထကြီးပါမှာလာရောက်စုဖွဲ့အောင်ပွဲခံတဲ့အချိန်တမတော်ကအချိန်တိတိကျကျနဲ့ဘုံကျဲခဲ့တာဖြစ်တဲ့အတွက်မနေ့ကဇူလိုင်လ18ရက်နေ့အထိရရှိတဲ့သတင်းအရတော့ကရင်လက်နက်ကိုင်တဲ့ KNU နဲ့ဘုံကျုံ PDF 42ယောက်ထိခိုက်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကြားသိရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘောကျော်ဟဲလည်းဒီကြောက်လန့်တကြားဖြစ်သွားတာလည်းရှိတယ်တစ်ဖက်မှာဒေါသထွက်ပြီးတော့တောင်ကျန်းကျင်စိတ်တွေပေါက်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာကရင်လက်နက်ကိုင်တဲ့ KNU တွေလာရောက်စုဖွဲ့နေတယ်ဆိုတဲ့သတင်းအချက်လက်တာမန်ထောက်လှမ်းရေးသတင်းမျိုးနဲ့သိနိုင်တဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ဒါကြောင့်တက်မတော်ရဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ကရင်စစ်သွေးကြွတွေရဲ့ကြားမှာလည်းဒီတယောက်နဲ့တယောက်ဘသူကသတင်းပေးတဲ့ဆိုတဲ့အခြေအနေမျိုးတွေဖြစ်လာသလိုဒီဒေသမှာရှိနေတဲ့ဒေသခံကရင်တိုင်းရင်းသားတွေကလည်းတက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာအန်အော့ပန်တဲ့နေဖြစ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့လုံးဝမထင်မှတ်ထားတဲ့နေရာမှာအချိန်နဲ့နေရာနဲ့တိတိကျကျလာရောက်ကြက်ချတိုက်ခိုက်ခဲ့တာကြောင့်ကရင်လက်နက်ကိုင်တဲ့ KNU စစ်သွေးကြွတွေနဲ့ဘုံဂျုံ PDF တွေတည်ဆုံးခဲ့ကြတယ်ဒီတည်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒီတမိုင်းကိုပြန်ကြည့်ရင်တော့တမဟာ1တထုံခရိုင်နဲ့တမဟာ9ဒီဖာပွန်ခရိုင်နဲ့ကတမဟာမှုတွေချင်းလည်းမတည့်ကြဘူးမြေပြင်ကဘုံဂျုံ PDF အချင်းချင်းနဲ့ဒီကရင်လက်နက်ကိုင်တဲ့ KNU KNLA ရဲ့တမဟာ1ရဲ့လက်အောက်ခံအဖွဲ့တွေနဲ့ဖာပွန်ခရိုင်ကတမဟာ9ရဲ့အဖွဲ့တွေနဲ့လည်းမတည့်ကြဘူးအခုဆိုရင်တမဟာ9ကသူတို့ရဲ့တမဟာမှုဖြစ်တဲ့မန်းကျော်နီကိုယာရုကဖြုတ်ချပြီးတော့အနာပေးလိုက်တယ်ဆိုတဲ့အခြေအနေမျိုးမှာတမဟာ9ရဲ့လက်အောက်ခံဒီ KNL အဖွဲ့တွေကလည်းတမဟာခွန်ဖာပွန်ခရိုင်ရဲ့ဒီ KNL အဖွဲ့တွေကလည်းဘောကျော်ဟဲရဲ့အဖွဲ့တွေကိုမကြည့်နဲ့ကြဘူးဒီလိုအခြေအနေမှာကရင်လက်နက်ကိုင်တဲ့ KNU အဖွဲ့အစည်းတွေမှာပုတ်တိုင်မှုတွေဖြစ်နေတာပါဒီတမဟာခွန်ထဲမှာတော့တမဟာ4ကဒီတနင်္လာရီတိုင်းကော်တောင်းခရိုင်ဒီပတ်ဝန်းကျင်မှာရှိတဲ့အတွက်တမဟာ2ကတထုံတမဟာ3 4တမဟာ1ကတထုံတမဟာ2 3ကတော့ညောင်လေးပင်နဲ့တောင်ငူဖြစ်ပြီးတော့ဒီတမဟာ5ကအခုလက်ရှိဖာပွန်တမဟာခွန်ကတော့ဖအံဒီနေရာမှာဒီဖအံဒေတာဖအံခရိုင်ဆိုရင်လည်းမန်းကျော်နီရဲ့တမဟာမှုပြုလုပ်ခဲ့တဲ့နေရာပါ2009ခုနှစ်ကာလတွေကတမတော်နဲ့ DKBA နဲ့ပေါင်းပြီးတော့ကရင်လက်နက်ကိုင်တဲ့ KNU ရဲ့တမဟာခွန်တမဟာအကုန်လုံးပြုတ်တဲ့အထိတမတော်ကတိုက်ခိုက်ခဲ့တာပါကံကောင်းလို့စောကျော်နီအသက်ရှင်တဲ့အခြေအနေမျိုးပါလက်ရှိချိန်မှာတော့စောကျော်နီကတမတော်ရဲ့တိုက်ခိုက်မှုတွေနဲ့ trauma တွေရဒဏ်ရာတွေရပြီးတော့အသက်ကြီးရင်မှုတွေကြောင့်ဆက်ငယ်နဲ့တီလူမျိုးပါဖြစ်နေတယ်ဒီလိုအခြေအနေကိုအခွင့်ကောင်းယူပြီးတော့ပဲစစ်သွေးကြွတယောက်ဖြစ်တဲ့ဘောကျော်ဟဲကိုစိုးစည်းကြရာလို့ပေးခဲ့တယ်ဒါတွေရဲ့နောက်ဆက်တွဲမှာအဓိကကြိုးကင်နေတာကတော့စော့ကွယ်ထူဝင်ဖြစ်ပြီးတော့စော်တော်နီတို့စော့စီကဲတို့အုပ်စုတွေလည်းတညီတညွတ်ထဲနဲ့ပါဝင်ကြတယ်ထောက်ခံကြပြီးဘောကျော်ဟဲကိုဒီကရင်လက်နက်ကိုင်တဲ့ KNU ရဲ့စစ်ဦးစီးချုပ်တာဝန်ပေးဖို့ကိုအားလုံးကသဘောတူညီခဲ့ကြတာဖြစ်တယ်သဘောကတော့စော့ကွယ်ထူဝင်တို့စော်တော်နီတို့ကသူတို့ရဲ့အကျိုးစီးပွားတွေအတွက်တိုက်ပွဲတွေဆက်မှန်ဖော်ဆောင်မှုဒီအစွန်းရောက်တဲ့စစ်သွေးကြွစိတ်ရှိတဲ့အင်မတန်ဒီတက်မတော်ပေါ်မှာသဘောထားတင်းမာတဲ့ဘောကျော်ဟဲကိုစီဦးစီးချုပ်တာဝန်ပေးလိုက်ခြင်းရဲ့နောက်ဆက်တွဲမှာတက်မတော်စစ်စကန်တွေကိုတိုက်ခိုက်ရမှာရောဘုံကျုံ PDF တွေကိုဒီ management လို့စီမံအုပ်ချုပ်ရမှာရောအတိုင်းအတာတစ်ခုထိအောင်မြင်မှုရှိနိုင်တယ်ဆိုပြီးတော့စော့ကွယ်ထူဝင်တို့ကတွက်ဆထားပါတယ်ဒီလိုအခြေအနေမှာပဲဒီစာရကန်ကျုံလို့မုတ်စိတ်ပြားဆွဲတယ်ပဲခေါ်မလားတက်မဟာခွန်ရဲ့တက်မဟာမူစောကျော်နီကစေးုံမော်ရောက်နေတဲ့အချိန်ဒုစီဦးစီးချုပ်ဖြစ်တဲ့ဘောကျော်ဟဲကစီဦးကြီးချုပ်ဖြစ်လာတာရေကန်အသင့်ကြာအသင့်လို့ဖြစ်နေတဲ့အချိန်မှာပဲဘောကျော်ဟဲကဖာပွန်ခရင်ကဖာပွန်ပြူဟာကုန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက်ဒီလေသားမှာရှိနေတဲ့လက်အောက်ခံ PDF တွေနဲ့ KNL အဖွဲ့တွေကိုပြန်လည်စုစည်းနေကြတာဖြစ်ပါတယ်ဆိုတော့မနေ့ကတက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဘုံညုံ PDF တွေနဲ့ KNL တွေအယောက်40ကျော်ထိခိုက်သေဆုံးခဲ့တယ်ထပ်မံပြီးတော့လည်းပြီးခဲ့တဲ့ရက်ကပြီးတဲ့လအနေကတက်မတော်ရဲ့ဒီကြားဖြတ်တိုက်ခိုက်မှုတွေကြိုတင်ကင်းထောက်မှုတွေကြောင့်အကြမ်းဖက်သမားတွေသေဆုံးခဲ့တယ်ဒီလိုအခြေအနေမှာဘောကျော်ဟဲကသူစစ်ဦးစီးချုပ်ဖြစ်လာတဲ့အချိန်
သူ့ရဲ့ဇာတိမြေဖြစ်တဲ့ဖာပွန်ဒေတာကိုပြန်လည်သိမ်းပိုက်နိုင်ရေးဆိုတဲ့ရည်မှန်းချက်တစ်ခုရှိထားပါတယ်ဒါကြောင့်မလို့ဖာပွန်ဒေတာမှာရှိနေတဲ့ဖာပွန်ဗျူဟာကုန်းကဗျူဟာမှုကြီးအပါအဝင်ဒီဒေတာမှာရှိနေတဲ့နေမီကန်တပ်ရင်းတပ်ဖွဲ့တွေဒီအရှိတောင်တိုင်းစစ်ဌာနချုပ်ရဲ့လက်အောက်ခံနေမီကန်တပ်ရင်းတပ်ဖွဲ့တွေနဲ့ဒီဒေတာပတ်ဝန်းကျင်မှာရှိနေတဲ့ဒီမိတ်ဖက်လက်နက်ကန်အဖွဲ့တွေမိတ်ဖက်ဒီ NCA လမ်းကြောင်းပေါ်ရောက်လာတဲ့အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဖာပွန်ဒေတာကိုယူဒီဇိုင်းနဲ့ဒီစစ်ရေးအရာကြိုတင်ပြင်ဆင်တာတွေကောက်ွယ်တာတွေနဲ့လက်အမှုရယူတိုက်ခိုက်တာတွေပြုလုပ်သွားတင်ပါတယ်ဒီကရင်လက်နက်ကိုင်တဲ့ပုံ KNU အဖွဲ့တွေရဲ့တောင်ကြိုတောင်ကြားတောင်နောက်မှာရှိနေတဲ့ကြီးရွာလေးကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်လိုက်တယ်ဆိုတဲ့အခြေအနေကိုဆက်ဆက်ပြီးပြောရရင်တော့တပ်မဟာ9နဲ့တပ်မဟာ9ရဲ့ဂျာကပုတ်တိုင်မှုရှိတယ်လို့တပ်မဟာ10နဲ့တပ်မဟာ9ရဲ့ဂျာမှာလည်းပုတ်တိုင်မှုရှိပါတယ်ဒီလိုအခြေအနေမှာတပ်မဟာ1ကသတင်းပေးခဲ့တာလားတပ်မဟာ9ကသတင်းပေးခဲ့တာလားဆိုတဲ့အခြေအနေမျိုးတွေထဲမှာပဲအခုဒီမပြုတ်နိုင်တဲ့သတင်းအရာတော့ဒီဘောကျော်ဟဲရဲ့တပည့်တွေကပဲသတင်းပေးခဲ့တာဖြစ်တယ်လို့သိရပြီးတော့ဘောကျော်ဟဲကလက်ရှိချိန်မှာလည်းကရင်လက်နက်ကိုင်တဲ့ပုံ KNU စီဦးစီးချုပ်ဖြစ်လာပြီးတော့ NCA လမ်းကြောင်းကိုလည်းဆက်လက်ကြောခိုင်းလို့တယ်ဖာပွန်ခရိုင်ကိုလည်းဆက်လက်တိုက်ခိုက်သိမ်းပိုက်လို့ပြီးတော့သူ့ရဲ့ဇာတိမြေဖြစ်တဲ့လူသောမျိုးနဲ့တာတော်ကြီးရွာသားဖြစ်ပါတယ်ဒီဒေသမှာမွေးဖွားခဲ့တဲ့သူဖြစ်တဲ့အတွက်သူကရင်လက်နက်ကိုင်တဲ့ပုံ KNU စီဦးစီးချုပ်ဖြစ်လာတဲ့အထိမ်းအမှန်နဲ့ဖာပွန်မှာရှိနေတဲ့ပြွာကုန်းကိုသိမ်းပိုက်မယ်ဆိုတဲ့ရည်မှန်းချက်ထားတာပါဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ရှူတောင်းကနှစ်ခုရှိတယ်တေအချက်ကဘောကျော်ဟဲစီဦးစီးချုပ်ဖြစ်လာတဲ့အတွက်ဖာပွန်ဒေသမှာပြင်းထန်တဲ့စီးရေးလှုပ်ရှားမှုတွေပြုလုပ်လာနိုင်တဲ့အတွက်တပ်မတော်ကကြိုတင်ပြင်ဆင်ထားတဲ့လို့တပ်မတော်ရဲ့ပြီးခဲ့တဲ့ရက်ကလေကြောင်းတိုက်ခိုက်မှုမှာတည်ဆုံသွားကြတဲ့သူတွေနဲ့တပ်မတော်ရဲ့မထင်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်မဟာ9တွေက KNL အဖွဲ့တွေလည်းစိတ်မလုံခြုံမှုကြုံတွေ့နေတယ်ဆိုတဲ့အခြေအနေနှစ်ရက်ကိုကျွန်တော်မြင်တွေ့ရတယ်။ညမှာကြားနာခဲခဲတဲ့ပုံစံမျိုးမျိုးပဲနဲ့ခွေးနာခဲခဲကိုချောင်းနေတဲ့ဘောကျော်ဟဲကတော့ဒီဖာပွန်ခရိုင်မှာရှိနေတဲ့ဖာပွန်ဗျူဟာကုန်းကိုမျက်စောင်းထိုးနေတယ်ဆိုတဲ့အခြေအနေမျိုးရှိပါတယ်။ဒါကြောင့်တပ်မတော်နဲ့ဒီဒေသမှာရှိနေတဲ့မိတ်ဖက်ဒီလက်နက်ကန်အဖွဲ့တွေနဲ့ပေါင်းပြီးတော့ဖာပွန်ခရိုင်တွင်းမှာရှိနေတဲ့တပ်မဟာ9ကိုပြီးခဲ့တဲ့2009ခုနှစ်တုန်းကတပ်မဟာ9ကိုအပြုတ်တိုက်ခဲ့တဲ့ပုံစံမျိုးနဲ့ဆက်လက်တိုက်ခိုက်သွားဖို့လိုပါတယ်။ပြီးခဲ့တဲ့ကာလတွေကိုပြန်ကြည့်ရင်ကရင်လက်နက်ကန်တဲ့ပုံ KNU ကနိုင်ငံရေးတတိမမှန်ခဲ့ဘူး။ KNDO တွေဖွဲ့စည်းခဲ့တယ်။ဒါပေမဲ့ဒီလိုတတိမမှန်ခဲ့တာဖြစ်တဲ့အတွက်ကရင်လက်နက်ကန်တဲ့ပုံ KNU အဖွဲ့တွေကပဲအဖွဲ့ခွဲတွေကွဲပြီးတော့တိကျအဖွဲ့တွေပေါ်ထွက်လာတာလည်းအားလုံးမြင်တွေ့ကြရပါတယ်။ဥပမာ1995မှာဆိုလို့ရှိရင်ကရင်လက်နက်ကန်တဲ့ပုံ KNU တွေကနေပြီးတော့ဒီ DKBA ဆိုပြီးတော့ခွဲထွက်လာတယ်။ခုနှစ်မှာတော့ဒီစောနယ်ဓမြရဲ့ KDL ဆိုပြီးတော့ခွဲထွက်လာတယ်။ထပ်မံပြီးတော့လည်းအခု KNU ထဲမှာတပ်မဟာ9ခုရှိပေမဲ့တပ်မဟာ10နဲ့တပ်မဟာ9ကလည်းပုတ်တိုက်မှုတွေရှိနေတယ်။တပ်မဟာ9တွေကိုရောက်သွားကြတဲ့ဒီကရင်လက်နက်ကန်တဲ့ပုံ KNU ကတပ်မဟာ10နဲ့အဆက်ဆက်ရှိတဲ့သူမျိုးတပ်မဟာ9နဲ့အဆက်ဆက်ရှိတဲ့သူမျိုးဖြစ်တဲ့အတွက်နောက်ကွယ်မှာအကျိုးစီးပွားတွေလည်းရှိနေကြတယ်ဒီနေရာမှာစော့ကွယ်တူဝင်းနဲ့စော်တော်နီတို့စောစီကေတို့ကသူတို့ရဲ့ကြားဖြန့်လုပ်ငန်းကြီးနဲ့ဒီဒေတာတွေမှာရှိနေတဲ့အကျိုးစီးပွားတွေကိုအကာအကွယ်ပေးနိုင်ရေးကရင်လက်နက်ကိုင်တဲ့ပုံ KNU အဖွဲ့တွေကိုစစ်ရေးဖော်ဆောင်စေဖို့အတွက်အကျိုးစီးပွားအတွက်အကျိုးလိုလိုညောင်ရည်လောင်းတဲ့ပုံစံမျိုးနဲ့ဒီစောကြော်နီကိုဖြုတ်ချပြီးတော့ဘောကြော်ဟေကိုတာဝန်ပေးခဲ့တာဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါကမနေ့ကတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းလေကြောင်းတိုက်ခိုက်မှုမှာဘောကြော်ဟဲကိုအောင်ပွဲခံပြီးတော့အခမ်းအနားပြုလုပ်နေတဲ့အချိန်တပ်မတော်ကအချိန်နေရတိတိကျကျနဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းနဲ့အတူဘောကြော်ဟဲက1964ခုနှစ်ကမွေးဖွားခဲ့တဲ့သူ့ရဲ့ဇာတိဖာပွန်ဒေသမှာစစ်ရေးပြင်းထန်မှုတွေပြုလုပ်လာနိုင်ခြင်းရှိတယ်။စစ်ရေးလှုပ်ရှားမှုတွေထပ်မံပြုလုပ်လာနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီပုံ KNU ရဲ့လက်ရှိအာဏာလုမှုတွေအာဏာသိမ်းမှုတွေနဲ့ဒီကရင်စစ်သွေးကြော်တယောက်ကစီဦးစီးကိုဖြစ်လာတယ်ဆိုတဲ့သတင်းလေးကိုဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဇူလိုင်လ18ရက်နေ့တွင်ထူးခြားတဲ့သတင်းလေးတွေကိုလည်းကျွန်တော်နေ့လယ်ပိုင်းမှာထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုကတော့ကျွန်တော်စောက်လေး site တွေကိုလာပြီးတော့စကားပြောနေတာဖြစ်တဲ့အတွက်ဒီလောက်လေးနဲ့ပဲရန်နာခွင့်ပြုပါ။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။